ရားသခင်ရဲ့ဂျေဇုတရားကိုကောင်းစွာသိသွားတယ်လို့။ငါဘုရားသခင်ကဘလောက်ကြီးမြတ်တယ်ဘလောက်ကောင်းမြတ်တယ်သူ့ရဲ့ချစ်ချင်းမြတ်တာငါ့ကိုဘလောက်ဒီကြီးမားတယ်သူကငါ့ကိုရှိမစွာနဲ့ဘလို့ရွေးချယ်ထားလို့သူကငါ့ကိုဘလောက်ဒီချစ်လို့သူကငါ့ကိုငါတာသူ့ကိုမသိဘူးနဲ့သူငါ့ကိုဘလောက်ကောင်းတယ်ဆိုတော့ဘုရားသခင်ရဲ့ချစ်ချင်းမြတ်တာနဲ့ဂျေဇုတရားကောင်းမြတ်ခြင်းကိုနှလုံးသားနဲ့ငါလည်းသိသွားတဲ့လူမြင်သွားတဲ့လူကဘုရားသခင်ကိုစိတ်ဝင်ကြီးအပြည့်ကိုးကွယ်နိုင်တယ်နောက်တစ်ခါယေရှုခရစ်တော်ကိုနှလုံးသားအကျွမ်းမဲ့နဲ့သိသွားတာငါဟာအပြစ်များလာပါလားငါလိုလူကိုခရစ်တော်ကချစ်ပေးတာငါလိုလူတွေခရစ်တော်ကအပယ်ငဲမသွားအောင်သခင်ကငါ့အတွက်အသေးခံတယ်ထိုသခင်ကငါ့အတွက်အတွေးတွန်းတယ်ငါရဲ့ယွန်းရှာဖို့ရအပြစ်တွေအားလုံးကိုယူသွားတယ်ဆိုတာကိုအုံနောက်နဲ့မဟုတ်ဘဲနဲ့စိတ်နှလုံးအကျွမ်းမဲ့ဝိညာဉ်တွေကသိသွားတာအတွင်းဝိညာဉ်မျက်စိတွေပွင့်လို့ဝိညာဉ်ထဲကနေသိကြွမ်းပြီးတော့ထောက်တန်ဖိုးပေါက်တော့အဲ့တန်ဖိုးယူသဘောပေါက်လို့တန်ဖိုးထားသွတ်တဲ့လူတွေကဘုရားသခင်ကိုနာဝိညာဉ်နဲ့တိစ္ဆာနဲ့ကိုးကွယ်တတ်တယ်ကိုးကွယ်နိုင်လာတယ်ကိုးကွယ်တတ်သွားတယ်ဘာကြောင့်လဲဆိုဒီယာရဲ့ဂျေဇုတရားရဲ့ဘယ်လိုအလေးပဲအရသာအနှစ်သာရကိုကောင်းကောင်းအုံနောက်နဲ့မဟုတ်ဘဲနဲ့နှလုံးသားနဲ့သိသွားလို့ဖြစ်တယ်အဲ့လိုလူကဘုရားရှင်ရှိမှစိတ်နှလုံးသားအချင်းမဲ့နဲ့ကိုးကွယ်နိုင်တယ်အဲ့လိုကိုးကွယ်နိုင်တဲ့လူတွေကဘယ်နေရာဘယ်အခြေအနေမှာရောက်သူ့ရဲ့နှလုံးသားကကိုးကွယ်ခြင်းကိုဝင်လိုက်တာနဲ့ဆုတောင်းခြင်းကိုဝင်လိုက်တာနဲ့နှုတ်ကပတ်တော်ကိုဖတ်တာနဲ့ဘုရားသခင်ကိုအာရုံအပြည့်ထားနိုင်တယ်ဘုရားသခင်ကို respect အမြဲတမ်းထားနိုင်ဘုရားသခင်ကိုစိတ်အာရုံစူးစိုက်မှုအပြည့်နဲ့ထားနိုင်တယ်ဘာကြောင့်လဲဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းကိုသိနေတယ်သူ့ရဲ့ရှင်သခင်ဘုရင်သူ့ရဲ့ဂျေဇုရှင်ကောင်းကောင်းသိတဲ့အသက်သူ့နှလုံးသားကယုံကြည်ခြင်းအပြည့်ဘုရားပေါ်မှာလေးစားမှုအပြည့်နဲ့ရှိနေလို့ဗျအဲ့လို